လူတွေကိုခွင့်လွှတ်လို့ရပါတယ်ဒါပေမဲ့ကိုယ့်ကိုဘလို့ပြုမှုဆက်ဆံခဲ့တယ်လဲဆိုတာကိုတော့မမေ့ပစ်လိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့လူတချို့ဟာခွင့်ရေးသမားတွေမို့လို့ပါပညာရှိတယောက်ကပြောဘူးတလို့ပါပဲလူတယောက်ကိုခွင့်လွှတ်ဖို့ဆိုတာကတစ်ဖက်သူကသူ့အမားကိုအမားလို့တိမှခွင့်လွှတ်လို့ရတာမှားလို့မှတ်မသိတဲ့သူကိုလို့ရက်ကိုနောက်တမရတဲ့လူမျိုးကိုကြားခွင့်လွှတ်ရတယ်မခေါ်ဘူးကြောခိုင်းရတာတစုံတယောက်ကိုခွင့်လွှတ်လိုက်ခြင်းဟာမိမိကိုမိမိလွတ်မြောက်စေတဲ့တခုတည်းသောနည်းလမ်းပဲအဲ့ဒါကြောင့်ခွင့်လွှတ်တတ်တဲ့စိတ်ကဘဝနေထိုင်မှုအတွက်အရေးကြီးပါတယ်တကယ်သူအမားကိုသူသိတဲ့လူကိုခွင့်လွှတ်ရတာကခွင့်လွှတ်ဖို့ထိုက်တန်တယ်ပြောချင်တာကကို့အမားကိုသူများအမားပြန်လုပ်ပြီးမှလို့မှားမှန်းမသိတဲ့လူမျိုးတွေနဲ့ကြုံတဲ့အခါတစ်ဖက်သက်ခွင့်လွှတ်လိုက်ရတာမျိုးရှိတယ်ခံပြင်းစရာကောင်းပေမဲ့ခွင့်လွှတ်လိုက်ဆိုတာထက်ကြောခိုင်းလိုက်တာကပိုကောင်းပါတယ်သူများရှို့တဲ့မိကြောင့်ကိုမလောင်ရဖို့အရေးကြီးတယ်မှားတာမှန်တာတွေပြိုင်မငင်းနေနဲ့စိတ်အကြည်ဓာတ်ပြက်ရတယ်လောကကြီးမှာပြိုင်ပြီးညင်းဖို့မတန်တဲ့လူတွေအများကြီးပဲဒါကြောင့်ခွင့်လွှတ်ပါမမေ့ပစ်ပါနဲ့